ဟိုးရှိတုန်းကရွှေဝါဆိုတဲ့ရွှေရောင်ကြောင်ကလေးတစ်ကောင်ရှိတဲ့ရွှေဝါကလေးကအရန်လီမာတဲ့အတွက်သူ့တခင်နင်းနူကသူ့ကိုအလွန်ချစ်တာပေါ့ရွှေဝါကဗိုက်စားတဲ့ခါတိုင်းနင်းနူရဲ့ခြေထောက်ကိုခေါင်းလေးနဲ့တိုးဝေးပြီးညောင်းညောင်းလို့အစာတောင်းတတ်တယ်အဲ့ဒီအခါနင်းနူကရွှေဝါကြီးခဏလေးတော့အစာကျွေးမယ်လို့ချုံ့မို့ပြီးအရသာရှိရဲ့အစာတွေကိုအချိန်မှန်ကျွေးလေးရှိတဲ့ရွှေဝါသူစားကျင်တာကိုအချိန်မှန်မှန်စားနေရတော့တခြားကြောင်တွေလိုအစာရှာမှာကိုမစင်စားတတ်ဘူးပေါ့ရွှေဝါမှာငညိုးဆိုတဲ့တငယ်ချင်းအညိုရောင်ကြောင်လေးတစ်ကောင်ရှိတဲ့ငညိုကတခါတလေအိမ်ကိုရောက်လာတတ်ပြီးရွှေဝါကြီးငါကပိုင်ရှင်မရှိတော့ကို့ဘာကိုရှာစားရတယ်ကွာအခုငါစာရှာမရလို့ဘာအရန်စာနေပြီလို့ဝမ်းနေစွာပြောပြတတ်တယ်စိတ်ကောင်းရှိတဲ့ရွှေဝါကအေးပါကွာမပူပါနဲ့ငါမှစားစရာတွေအများကြီးရှိတယ်ငါနဲ့အတူစားသွားဆိုပြီးဖိတ်ခေါ်လိုက်တယ်ရွှေဝါကသူ့ရဲ့အစာခွက်ထဲကအစားအစာတွေကိုငညိုအတွက်ဝေးမျှပေးလိုက်တာပေါ့ငညိုလည်းဘိုက်ဝသွားပြီးရွှေဝါကိုအများကြီးကျေးဇူးတင်သွားတဲ့ငညိုကရွှေဝါကိုစေတနာနဲ့တငယ်ချင်းဟာငါလည်းမင်းကိုအစာရှာတတ်အောင်သင်ပေးမယ်လေလို့ပြောလိုက်တယ်ဒါပေမဲ့ရွှေဝါကဒါရီမလိုပါဘူးကွာငါတခင်ကငါ့ကိုအမြဲကျွေးမှာပဲငါလိုချင်တာအကုန်ရနေတာပဲဆိုပြီးမန်တက်ကပြောလိုက်တယ်ရွှေဝါဟာကိုအားကိုကိုဖို့ထက်တခင်ကိုပဲအားကိုးချင်နေတာပေါ့တနေ့မှာတော့နင်းနူကခရီးသွားဖို့ပြင်ဆင်ပြီးရွှေဝါကိုနှုတ်ဆက်တယ်ရွှေဝါကြီးငါခရီးထွက်ရမယ်မင်းမလည်းတငယ်ချင်းရှိနေပြီဆိုတော့ငါမရှိတဲ့ရက်တွေမှာသူနဲ့တူတူအစာရှာစားနော်ဆိုပြီးတီချာမာကအိမ်ကနေထွက်သွားတော့တယ်ရွှေဝါခမနင်းနူကိုကြည့်ပြီးကြံ့ရိပ်ခဲ့တာပေါ့ကွယ်တနေ့မှာတော့ငညိုကလည်းရောက်မလာခဲ့ဘူးရွှေဝါကဗိုက်ရမ်းစာလာတော့အိမ်ထဲမှာပြေးနေတဲ့ကြွက်ကလေးတစ်ကောင်ကိုမြင်လိုက်တယ်ဒီကြွက်ကိုတော့ငါဖမ်းမှဖြစ်မယ်ဆိုကခုတ်အုပ်လိုက်တယ်ဒါပေမဲ့ကိုယ်တိုင်မဖမ်းမှုတဲ့ရွှေဝါအတွက်ကြွက်ကလေးကအပြေးမြန်လို့လွတ်သွားခဲ့ပြီရွှေဝါခမကျမ်းမြေပေါ်မှာပင်မန်းမိကြံခဲ့ရတာပေါ့ကွယ်ညနေဆောင်သွားတဲ့အခါမှာရွှေဝါခမဗိုက်စာလို့နင်းနုကိုတတိယပြီးဗိုက်စာလိုက်တာသခင်ရဲ့ပြန်လာပါတော့ညောင်းညောင်းဆိုပြီးငိုမိနေတယ်အဲ့ဒီအချိန်မှာပဲငညိုကရွှေဝါစီကိုပြန်ရောက်လာခဲ့တယ်ရွှေဝါဟာငညိုကိုမြင်လိုက်ရတဲ့အတွက်အယမ်းဝမ်းသာသွားတယ်ငညိုကရွှေဝါရဲ့အခြေအနေကိုကြည့်ပြီးရွှေဝါကြီးမငိုပါနဲ့တငယ်ချင်းဟာငါရှာထားတဲ့အစာတဝက်ဘင်းကိုပေးမယ်နော်ဆိုပြီးသူကြိုက်လာတဲ့ငါးလေးတစ်ကောင်ကိုရွှေဝါရှိမှချပေးလိုက်တယ်ရွှေဝါဟာငညိုရဲ့စိတ်ထားကိုကြည့်ပြီးကိုအားနာမိသွားတယ်ငညိုကရွှေဝါကြီးမင်းကအမြဲတမ်းအစင်သစ်စားနေရတော့အစာမရှာတတ်တာပါနောက်ဆိုငါနဲ့တူတူလေးကြည့်ရအောင်နော်လို့ပြောပြတယ်အဲ့ဒီအခါမှာတော့ရွှေဝါကကျေးဇူးတင်ပါတယ်တငယ်ချင်းဟာနောက်ဆိုငါကိုအားကိုနိုင်အောင်မင်းနဲ့အတူတေချာလေးကျင့်မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်ကွယ်အဲ့ဒီနေ့ကစပြီးရွှေဝါနဲ့ငညိုတို့ဟာပျော်ပျော်ရွှင်ရွှင်နဲ့အတူတူအစာရှာတတ်အောင်လေ့ကျင့်ကြတော့တယ်ရွှေဝါဟာအခုဆိုရင်နှင်းနှုတ်မရှိတဲ့အချိန်မှာလေကိုအားကိုပြီးအစာရှာနိုင်တဲ့ကြောင်လီမာလေးဖြစ်သွားပါပြီနှင်းနှုတ်ကခရီးရပြန်လာတဲ့အခါမှာလဲရွှေဝါရဲ့ပြောင်းလဲမှုကိုကြည့်ပြီးအယမ်းဝမ်းသာသွားတော့ပါတဲ့ကွယ်ပုံမြင်ကလေးကနေခလီတို့ကိုပြီးကျင်တဲ့အရာကတော့ကိုအားကိုတက်ဖို့အရေးကြီးသလိုတငယ်ချင်းကောင်းရဲ့စေတနာနဲ့ကုညီမှုကိုလည်းတန်ဖိုးထားတတ်ရမယ်ဆိုတာပါပဲတခြားသူကိုပဲအမြဲအားကိုးနေမယ့်အစားကိုယ်တိုင်လိလာသိယူပြီးစူးစမ်းတတ်ရင်ဘယ်အချိန်မှမဆိုအဆင်ပြေနိုင်ပါတယ်ဒါအပြင်စိတ်ကောင်းရှိပြီးမိတ်ဆွေကိုမခွဲမခွာကူညီပေးတဲ့တငယ်ချင်းကောင်းတွေဟာအလွန်တန်ဖိုးရှိကြပါတယ်ဆိုတာကိုအမြဲတမ်းရနေစေချင်တာပါကွယ်ခလီတို့ရောငညိုနဲ့ရှေဝါမှာဘသူကိုပိုသဘောကြလဲဘာကြောင့်ပိုသဘောကြလဲဆိုတာစဉ်းစားကြည့်ပြီးဖြေပေးကြအောင်နော်